ခုံပြီးတော့မှငါဆက်မယ်ပြီးတော့ရင်ဒီချင်းမျက်စိဒီချင်းမျက်စိလာနေနဲ့လာဆက်မယ်နော်ဒီဘက်ကိုလည်းအဲ့လိုပဲလာဆက်မယ်ချင်းမျက်စိလာနေလာဆက်မယ်ပြီးရင်ပေါင်ဆွဲမယ်နော်ဒီကနေဒီတင်လိုက်ရနေနည်းနည်းလေးခုံပြီးမှဆွဲလာမယ်နော်ခုံပြီးမှဆက်မယ်ပြီးရင်ဒီဘက်ကနည်းနည်းလေးကားပြီးမှခြေတလုံးအောက်ကိုဆွဲလိုက်မယ်နော်ပြီးရင်အတွင်းဘက်ကပေါင်ကနေဆွဲမယ်ဒီအလယ်မြင်းနဲ့နည်းနည်းလေးခွာပြီးမှပေါင်အတွင်းဘက်ကိုနည်းနည်းလေးခုံပြီးမှအဲ့လိုလေးဆွဲမယ်နော်ပြီးရင်ဒီဘက်ကိုနည်းနည်းလေးကာချထားလိုက်ပြီးကြမှာဒီကခြေတလုံးအတွင်းပိုင်းလေးကိုဆွဲပြီးမှဒီလိုလာမှမယ်နော်ပြီးရင်နောက်တစ်ဖက်ဆွဲမယ်နော်တကယ်တမ်းဆွဲရင်ကြာအရန်ထင်းနေကြီးမဆွဲလဲဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ line ကြီးပြီးရင်ပြန်ဖြည့်ရမှာကြောင့်မို့လေ။ပြီးရင်ဒီမှာခွာနောက်တစ်ခုကရှင်ဘက်ကိုဒီလိုလေးဆွဲပြီးမှဒီရှင်လုံးလေးကိုဆွဲမယ်နော်။ရှင်လုံးလေးကိုဒီလိုလေးဆွဲမယ်။ဒါရင်ရဲ့အောက်ဘက်ကတဝက်စာပေါ့ပြီးရင်ဒီလိုလေးပြန်ဆွဲမယ်ပြန်သိမ်းမယ်နော်နည်းနည်းလေးပခုံးမြဲပေါ့နည်းနည်းလေးမတိမတာလေးမြည်ပြီးမှပြန်ပြီးမှရှော့ချမယ်နောက်တစ်ခုကလေပင်ကကျတော့ခမန်းချိန်3စိတ်လောက်ပေါ့ဒီလိုလေးမှန်းဆွဲထားရရတယ်ပြီးရင်ပခုံးပြင်းနဲ့လာဆက်မယ်နော်ပြီးရင်လက်ဆွဲမယ်လက်ကိုဒီဘက်ကိုနည်းနည်းလေးထွက်ပြီးမှအကိုအတဲလေးဆွဲချမယ်တဲလေးဆွဲချမယ်ဒီခါလိုက်မရောက်ခင်မှာဒီလိုလေးကားလိုက်မယ်နော်ပြီးရင်အတွင်းဘက်ကနေလည်းအတဲလေးပဲခါလိုက်ထိဆွဲချမယ်နော်ပြီးရင်ဒီခွာလိုက်ထိအောင်ဆွဲချလိုက်မယ်ပြီးရင်လက်ကလေးဆွဲမယ်အောက်ကိုဆွဲချလိုက်မယ်ပြီးရင်ဒီလိုလေးအရင်လုပ်လိုက်မယ်နောက်ပြီးတော့မှလက်မလေးအရင်ဆွဲချမယ်
နောက်ဆုံးတစ်ခုကတော့ဒီမှာခြေချင်းဝတ်လေးကိုနည်းနည်းလေးဟိုဘက်ဒီဘက်ခုံပြီးဆွဲထားလိုက်မယ်နော်နည်းနည်းလေးပဲခုံးမယ်ပြီးရင်ဒီဘက်ကိုဒီလေးဆွဲချမယ်ပြီးရင်ပြန်ဝိုင်းလိုက်မယ်ဒါတော့အခြေခံ body အချိုးစားပုံလေးပေါ့နော်ပြီးတော့မှဝတ်စားဒီဇိုင်းတွေကဒီခန္ဓာကိုယ်ကနေလာပြီးတော့မှပြန်ပြီးဆွဲရမှာဆိုတော့လေဒီနေ့အောင်ဒီလောက်ပဲနော်